ဒီတစ်ပတ်ရဲ့ business star ကတော့ဂျပန်နိုင်ငံအခြေစိုက် IT ကုမ္ပဏီဖြစ်တဲ့ Global Innovation Consulting ရဲ့ Managing Director ကိုကောင်းမြတ်ထွန်းနဲ့တွေ့ဆုံသွားမှာဖြစ်ပါတယ်ဒီမြန်မာနိုင်ငံမှာ IT ကုမ္ပဏီထောင်ဖို့ပေါ့နော်လာကြရတဲ့အချိန်မှာကျွန်တော်လည်းဒီတက္ကသိုလ်ပြီးမဲ့အချိန်ကွက်တီလောက်မှာသွားကြိုက်ပြီးတော့ကျွန်တော်အဲ့ကလေးကဂျပန်စကားလည်းအနည်းနဲ့များပြောတတ်နေတာဆိုတော့IT ကုမ္ပဏီပွဲရဆိုတော့သူတို့နဲ့တွေ့ပြီးတော့ startup ပေါ့နော်စပြီးတော့လုပ်ခဲ့ကြပါတယ်။အဲ့မှာ2017မှာဒီသူတို့ဒီကိုပိုင်ပေါ့နော်ကုမ္ပဏီလေးထောင်ကြမယ်ဆိုပြီးတော့လုပ်ကြတဲ့ခါမှကျွန်တော်ကိုယ်တိုင်လည်းဒီဘက်ကို join ဖြစ်တယ်ပေါ့နော်။ဂျပန်နိုင်ငံရဲ့ IT လုပ်ငန်းနယ်ပယ်မှာမြန်မာလူငယ်များဥဆောင်လုပ်ကိုင်နိုင်ရန်အခွင့်အလမ်းဖန်တီးခြင်းကကိုကောင်းမြတ်ထွန်းရဲ့ရည်ရွယ်ချက်တစ်ခုဖြစ်ပါတယ်လွန်ခဲ့တဲ့15နဲ့20လောက်ကဆိုလူငယ်ပေါ့နော်အခုတော့အသက်40ရှိပြီဆိုပေမဲ့ကိုအပါဝင်တခြားလူငယ်တွေဒီမြန်မာနိုင်ငံကလူငယ်တွေအလုပ်ကိုင်ခွင့်လန်းရဖို့ဆိုတဲ့ဟာအတွက်ကိုယ်တိုင်ကနည်းနည်းများလမ်းဖောက်တဲ့သူတယောက်အနေနဲ့လုပ်ခိုင်းခြင်းနဲ့ဆိုတဲ့ဟာမျိုးရှိခဲ့ပြီးတော့ကိုယ်တိုင်လည်းစူးစမ်းတယ်ပြီးတော့ဒီကိုလိုမျိုးမြန်မာနိုင်ငံကနေပြီးတော့ဂျပန်မှာလာပြီးလုပ်ဖို့အတွက်ကိုစူးစမ်းနေတဲ့လူငယ်တွေအတွက်ကိုလည်းတန်တန်သွေးပြီးဒီအလုပ်ကိုင်ခွင့်လန်းတွေရနိုင်အောင်ဆိုတဲ့ဟာမျိုးနဲ့ target တစ်ခုထားပြီးတော့ပေါ့နော်ဥတီချက်တစ်ခုထားပြီးတော့လုပ်ပါတယ်တဖြည်းဖြည်းနဲ့ကျွန်တော်ဒီအတူတူလုပ်တဲ့ဂျပန်တွေရဲ့သူတို့ရဲ့ target ကလည်းဂျပန်နိုင်ငံမှာရှိတဲ့ IT လုပ်ငန်းတွေကလူမလုံလောက်တဲ့ issue ကိုဖြေရှင်းဖို့အတွက်ကိုဆိုတဲ့ဂျီမန်ချက်ရှိတာဆိုတော့လေဆိုတော့အဲ့ဒါကသွားပြီး match ဖြစ်တဲ့အတွက်ကြောင့်မလို့ဂျပန်နိုင်ငံနဲ့ဒီရည်ရှည်လုပ်ဖြစ်နေတယ်ပေါ့နော် IT လုပ်ငန်းဟာနေ့စဉ်တိုးတက်ပြောင်းလဲလျက်ရှိပြီးဂျပန်နိုင်ငံမှာ IT ကျွမ်းကျင်သူလိုအပ်ချက်များပြားလွန်းတာကြောင့် IT လုပ်ငန်းခွင်အလုပ်ကိုင်ခွင့်လန်းတွေဟာလည်းတိုးပွားလာနေပါတယ်私はカウンさんとは2013年の2月私が GIC に入社した時が最初の出会いです私は営業のマネージャーカウンさんはお客様のところに派遣で働く技術者としてそういう立場で出会いました印象としてはいくつかあるんですけれどいろいろなことに興味を持ってですぐに行動に移すという人物という印象ですね。で、あとですね、もう一つ、印象に残っているのは日本について常にですね理解を深めようと努力していたというのがカウンさんに対する印象です。ကျွန်တော် GIC ဂျပန်ကိုပေါ့နော်ပထမဆုံးရောက်လာတဲ့ချိန်မှာကျွန်တော်တို့ဒီ project တစ်ခုကိုဝင်တဲ့ချိန်မှာ meeting တစ်ခုမှာပေါ့နော်ကောင်းမြတ်ထွန်းကနေပြီးတော့မှကျွန်တော်တို့ project နဲ့ပတ်သက်တဲ့လိုအပ်တဲ့နည်းပညာတွေပေါ့နော်ဒါတွေအတွက်ဘာတွေအခက်အခဲရှိပါသလဲပေါ့နော်ကိုကောင်းမြတ်ထွန်းတို့လူကြီးတွေဘက်ကနေပြီးတော့မှဘာတွေပံ့ပိုးပေးရမလဲဆိုတဲ့ဟာမျိုးကြီးပေါ့နော်ဒါမျိုးမေးခွန်းတွေပေးတဲ့အချိန်မှာကျွန်တော်တို့စတွေ့ခဲ့ကြတာဖြစ်ပါတယ်ဒီတိုင်းအခက်အခဲမရှိတဲ့အလုပ်ဆိုတာမရှိဘူးဆိုတော့အဲ့ရှိတဲ့ဟာအဲ့အခက်အခဲကိုပဲကျွန်တော်တို့ကပြောရမလဲဒီchance တစ်ခုအနေနဲ့ယူပြီးတော့ဆက်ပြီးတော့နော်ကိုတိုးတက်ဖို့လည်းလုပ်ရတာဆိုတော့ငယ်တုန်းကတော့နော်အတွေ့အကြုံနည်းခဲ့တယ်ဆိုတော့အခက်အခဲတွေတော့ရှိတယ်ပေါ့နော်အဲ့ဒါကလည်းအတွေ့အကြုံဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ failure တွေလည်းဖြစ်ပြီးတော့ဒါဆက်ပြီးတော့ရှေ့ဘယ်လိုဆက်သွားမလဲ action plan ကိုချပြီးတော့လုပ်ခဲ့ရတယ်ဆိုတာကတော့ရှိတယ်ပေါ့နော်ပြီးတော့ဂျပန်ဒီ senior တွေကလည်း advice တွေပေးတယ်မြန်မာ senior တွေလည်း advice တွေပေးကြတယ်ပေါ့နော်အဲ့ဒါပေါ်မူတည်ပြီးတော့ပဲဒီလုပ်ဆက်ရှိတာကိုဆက်လုပ်ခဲ့တယ်ဆိုတဲ့ဟာမျိုးရှိတယ်ဒီလုပ်ငန်းအနေနဲ့အခက်အခဲဆိုရင်တော့ဒီတော်တော်လေးကိုအခက်အခဲဖြစ်ခဲ့တာကတော့ဒီကျွန်တော်တို့ကိုရိုနာပေါ့နော်ကိုရိုနာကိုဗစ်ကာလတုန်းကတော့တော်တော်လေးကိုဒီလုပ်ငန်းတွေရပ်သွားတယ်ဆိုတာမျိုးရှိခဲ့တယ်ပေါ့နော်အဲ့တော့ဆိုရင်လုပ်ငန်းများပြုတ်မလာတော့မှတစ်လောက်တည်းရှိခဲ့တဲ့ဟာမျိုးကနေပြီးတော့မှတစ်ဆင့်ဒါပေမဲ့ဒီမှာနိုင်ငံကတခုအဆင်ပြေသွားတာကဒီအစိုးရရဲ့ထောက်ပံ့မှုနဲ့ဒီကာဗာလုပ်ပေးနိုင်ခဲ့တဲ့ဟာမျိုးတွေရှိတာရဲ့ပြီးတော့ဝန်ထမ်းတွေလည်းစူးစမ်းကြတယ်ပေါ့နော်ဒီ customer ရဲ့ဒီ evaluation ကကောင်းပြီးတော့ဒီပေါ့နော်ဒီသူတို့ short ချပစ်တဲ့ဒီ engineer တွေမှာမပါဘူးပေါ့နော်များတော့ project အနေနဲ့လုပ်တဲ့ဟာတွေကတော့ရပ်သွားတာမရှိရဆိုပေမဲ့ customer site တွေမှာဝင်လုပ်နေတဲ့ဒီ engineer တွေအနေနဲ့ကတော့အဲ့ project တွေမှာကဒီမရှိဖြစ်လူတယောက်အနေနဲ့သတ်မှတ်ခံရတာတွေရှိတဲ့အခါမှာအရင်ကြီးတော့ဒီ impact ကတော့အများကြီးမရှိခဲ့ပါဘူးเนาะဒီကိုကောင်းမြတ်ထွန်းတွေကတည်ရတာတော့12နှစ်လောက်ဆိုတော့ဗောနော်ဒီလုပ်ငန်းခွင်မှာလည်း director တယောက်ဖြစ်တဲ့အရာပေါ့နော်ဒီ company ရဲ့တိုးတက်ရေးနောက်ဒီအမားတို့ဒီဝန်ထမ်းတွေအကုန်လုံးပေါ့နော်တိုးတက်ရေးကိုအများတန်းပေါ့နော်အားတုံခွန်ဆိုင်နဲ့အဖက်ဖက်ကနေစူးစမ်းနေတယ်လို့မြင်တယ်လုပ်ငန်းခွင်ချိန်တွင်းရောလုပ်ငန်းခွင်ပြင်ပမှာရောပေါ့နော်ဘောကို self study အရန်လုပ်တယ်လို့အဲ့လိုမြင်တယ်ပေါ့နော်တခုခုနည်းပညာတခုခုပဲဖြစ်ဖြစ်စူးစမ်းနေပြီးတော့အဲ့လို certificate တွေယူတာပဲဖြစ်ဖြစ်ပေါ့နော်သူကိုယ်တိုင်လည်းအဲ့လိုပဲစူးစမ်းနေတယ်အခုချိန်ထိလည်းစူးစမ်းတယ်ဝန်ထမ်းတွေအကုန်လုံးကိုလည်း scale up ဖြစ်ဖို့အတွက်ကိုအမြဲတမ်းကိုတွန်းအားတွေပေးနေပါတယ်ရှင် technology တွေအသစ်ကအမြဲလို့ထွက်နေတာပေါ့နော် AI နဲ့ပတ်သက်တာဖြစ်ဖြစ်ဒီ AWS ဘိုင်းပဲဖြစ်ဖြစ်
မျိုးအကိုကအဲ့လိုအစ်စ်တွေလေးလာကြိုက်တယ်လို့မြင်တယ်ပြီးတော့ဒီ company ရဲ့ဒီတိုးတက်ရတိုးတက်ကြောင်းလို့တော့ပေါ့ဟိုမှာဒီဘယ်လိုလုပ်ငန်းတွေကိုထက်ချင်တာပဲပြောနော်ဟဲ့အပြင် business လောကနဲ့ပဲဖြစ်မှာအမြဲသိနေတဲ့လူဖြစ်တဲ့ကြောင်းလို့ဟဲ့အဲ့လိုရတယ်တူယူဖွဲ့ဖြစ်ပါဟဲ့カンさん、まあどういう仕事ぶりかということなんですけれど、一言で言うと他人にも厳しく、自分にも厳しくというふうに言えるのではないかと思います。GIC の社員、技術者のですね、スキルの底上げを行うために、社内では怖いマネージャーという役割を演じています。実は本当は優しいんですけれど、その200人を超えるですね、社員をまとめるためになくてはならない人材だと思っています。AI ခေတ်ကိုရောက်လာတဲ့အချိန်မှာ continuous learning ကတော့လိုအပ်လိမ့်မယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းတကယ်နဲ့စာဖတ်ဖို့ပြင်းခဲ့တယ်ဆိုပေမဲ့တကယ်လုံးတဲ့ခါမှာစာမဖတ်ဘူးဆိုရင်အလုပ်မှာလိုက်မလုပ်နိုင်ဘူးဆိုတော့လေဆိုတော့စာဖတ်ဖို့အားလိုတယ် AI ခေတ်ကာလမှာအခုပို့ပြီးတော့ဒီတော်တော်များများက AI ကလုပ်ပေးတဲ့ခါမျိုးရှိလာမယ်ပြီးတော့ study လုပ်ရတာလည်းပိုတော့မြန်လာတယ်ပေါ့နော်ဒါပေမဲ့ဒီ decision making ပေါ့နော်နောက်ဆုံးဖြတ်ချက်တစ်ခုကိုချရမှာလူကချရမယ်ဆိုတဲ့အခါမှာဒီknowledge ပေါ့နော်ကြိုပြီးတော့ကိုသိထားတယ်ဆိုတော့ knowledge နဲ့လိုအပ်တာဖြစ်တဲ့ကြောင့်မလို့စာများများဖတ်ပါပြီးတော့ဒီcontinuous learning လုပ်ပါပေါ့နော်ဒီ picture လေး plan လုပ်ပြီးတော့ continuous learning လုပ်ခက်ခဲဆိုတာလည်းရှိမှာပဲ failure ဆိုတာလည်းရှိမှာပဲအဲ့ဒါကိုဘာမှဒီစိတ်ထဲမှာမထားဘဲနဲ့ဒီဘယ်လိုဆက်မလဲပေါ့နော် action ကိုစဉ်းစားပြီးလုပ်သွားမယ်ဆိုရင်ဖြစ်လာမယ်လို့ထင်ပါတယ်အမြဲတမ်းပေါ့နော်ကျွန်တော်တို့တွေးလိုက်တဲ့အချိန်တိုင်းမှာဆိုရင်တော့ကိုကောင်းမြတ်တာအမြဲတမ်း active ဖြစ်နေပေါ့နော်ဒါတွေလည်းကျွန်တော်အားကြပါတယ်နောက်ပြီးဆိုရင်ကိုကောင်းမြတ်တော်အနေနဲ့ကဒီအလုပ်တစ်ခုတည်းတင်မဟုတ်ဘူးပေါ့နော်အပြင်မှာအားကစားနဲ့ပတ်သက်ပြီးတော့ပဲဖြစ်ပေါ့နော်ကျန်တဲ့နေရာတွေမှာဆိုလဲကျွန်တော်မြင်ညာဆိုရင်အရင်ထူးချွန်တယ်လို့မြင်တယ်ပေါ့နော်အခုလက်ရှိကျွန်တော်တို့ရဲ့ဒီ organization ကိုဆိုရင်ဒါအကောင်းဆုံးဖြစ်အောင်ပေါ့နော်စူးစမ်းနေတဲ့ပုံစံမျိုးတွေကျွန်တော်တို့မြင်ရပါတယ်ဗျနောက်ပြီးတော့ပေါ့နော်ဒီပတ်ဝန်းကျင်မှာရှိတဲ့လူတွေအားလုံးကိုလည်းဒီ good environment အနေနဲ့ဖြစ်လာအောင်လို့အားလုံးကိုလက်တွဲခေါ်နေတယ်လို့မြင်ရပါတယ်ခင်ဗျာနောက်က3နှစ် plan အနေနဲ့ဆိုရင်နောက်ထပ်3နှစ်လောက်မှာကျွန်တော်တို့ဒီဝန်ထမ်းအရေအတွက်ကို600လောက်အထိနှစ်ဆပေါ့နော်နှစ်ဆလောက်ထိသွားဖို့အတွက်ကို plan ချနေပါတယ်အဲ့အတွက်ကိုအခုဒီ project ပေါ့နော်ကျွန်တော် Near Shore Center နဲ့လောက်ထားလိုက်ပြီးတော့အဲ့ဒီ Miyazaki မှာအဓိကဒီလူဝန်ထမ်းအရေအတွက်ကိုတိုးချဲ့သွားဖို့ရည်ရွယ်ထားပါတယ်ပေါ့နော်GIC の特徴いくつかありますが、200人を超える社員の中で 94% がミャンマー人社員というとてもユニークな構成になっています。で、ミャンマー人が働きやすいように、生活しやすいようにいろんな制度なども作られているという特徴があります。それからですね、すべての部門で技術者だけではなくすべての部門でミャンマー人が活躍していて、役員が4人いるんですけど4人のうちの2名はミャンマー人であるという特徴もあります。国籍であるとか性別、年齢、宗教なんかによる差別が全くない会社、中途社員でも実力で評価されるというのが大きな特徴になるかと思います。ဒီ GIC ကုမ္ပဏီကကြတော့ဂျပန်မှာဆိုရင်ဒါမြန်မာလူမျိုးတွေအများဆုံးရှိတဲ့ကုမ္ပဏီဖြစ်တယ်ပေါ့နော်အဲ့ဒီပုံမှာမူတည်ပြီးတော့မှကိုကောင်းမြတ်ထွန်းအနေနဲ့ကဒီကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ organization ကိုကောင်းမွန်ဆုံးဖြစ်အောင်လို့ပေါ့နော်လက်တွဲခေါ်နေလို့မြင်ရတယ်ဗျအဲ့ဒါကကျွန်တော်တို့ယုံတွင် organization တစ်ခုတည်းတင်မဟုတ်ဘဲနဲ့ပေါ့နော်ဒီဂျပန်ရောက်မြန်မာတွေအတွက်ပါပေါ့နော်စဉ်းစားပြီးတော့စီစဉ်နေတယ်လို့ကျွန်တော်မြင်ရပါတယ်ခင်ဗျာGIC では2025年度に100名の社員を新規に採用する予定です。大半は中途採用になりますが、優秀でやる気のあるミャンマー人材を想定しています。カウンさんと共にですね、仕事をする仲間を募集していますので、ぜひこちらの方も応募していただければというふうに考えています。သူလက်ရှိဝန်ထမ်းတွေလည်းအပါဝင်ပေါ့နော်အနာဂတ်မှာကျွန်တော်ရင်းကလေးကလည်းကျွန်တော်ဒီမှန်ချက်ဖြစ်ခဲ့တယ်ကျွန်တော်ရဲ့ဒီမှန်ချက်လည်းဖြစ်တယ်ပေါ့နော်ဒီမြန်မာနိုင်ငံသားတွေကဂျပန်နိုင်ငံမှာ IT လုပ်ငန်းခွင်မှာသားနိုင်ငံသားတွေနဲ့ဒီတန်းတူစီမောင်တန်းနိုင်တယ်ပေါ့နော်ဒီဂျပန်နိုင်ငံသား engineer တွေနဲ့လည်းမကွာခြားတဲ့ဒီ service ကိုပေးနိုင်ပါတယ်ဆိုတဲ့ဟာကိုလုပ်ကိုင်ဖို့အတွက်ကိုဒီမှန်ချက်ထားခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒါကို
ဒီလူငယ်တွေနဲ့လည်းတူတူတွဲပြီးလုပ်သွားခြင်းနဲ့လက်ရှိရှိနေတဲ့ senior ဝန်ထမ်းတွေနဲ့လည်းတူတူပေါ့နော်အခုတွဲဖက်ပြီးလောက်ကိုင်နေပါတယ်တော်တော်များလည်းလောက်ကိုင်လာနိုင်တယ်ပေါ့နော်ဒီတော့ဆိုရင်ဂျပန်လူမျိုးတယောက်မှမပါဘူးဆိုရင်အဆင်မပြေဘူးဆိုတဲ့ဟာမျိုးကနေပါတစ်ဆင့်ဒီကျွန်တော်တို့ကြည့်ပဲလုပ်တဲ့ဟာတွေမြန်မာနိုင်ငံသားတွေကြည့်ပဲပေါ့နော်ဟုတ်တယ်ဥဆောင်ပြီးလုပ်တဲ့ project တွေကိုလောက်ကိုင်နိုင်လို့တက်ကနာကရဲ့ရည်ရှိကြီးမှန်းချက်ပေါ့နော်ဒါတစ်ခုရဲ့ပြီးတော့ရည်ရှိကြီးမှန်းတဲ့ service ကောင်းတဲ့ဟာကိုပေးနိုင်လာပြီဆိုရင်ဒီဝန်ထမ်းတွေကိုဒီလစာတွေလည်းပို့ပြီးတော့များပေးနိုင်ဖို့အတွက်ကိုလည်းစီမံထားတယ်ပေါ့နော်ပြီးခဲ့တဲ့အပတ်ကလည်းကျွန်တော်တို့ပြောခဲ့တဲ့3နှစ်တာယူမှတက်တယ်မှာလည်းပြောသွားတယ်ပေါ့နော်ဒီအခြေခံဒီဘယ်လိုရမလဲ average လာစာကိုဒီကျွန်တော်တို့ဒီဘယ်လိုရမလဲ company ကြီးတွေနဲ့တန်းတူပညာဖြစ်တဲ့လာစာကြီးကိုပါမယ်ဒီ bonus ကိုလည်းတစ်နှစ်ကို2ခါပေးနေအောင်ဆိုတဲ့ဟာကို target ထားပြီးတော့လုပ်နေတယ်ပေါ့နော်အဲ့ဒါဒီနောက်တစ်ခုကကျွန်တော်မြန်မာနိုင်ငံသားတွေလည်းတိုးပွားလာနေတယ်ပေါ့နော်ဂျပန်နိုင်ငံမှာပြီးတော့ခုနပြောတဲ့ဒီကျွန်တော်တို့ကလည်း IT သမားတွေဖြစ်တဲ့ကြောင့်မလို့ IT background ကနေပြီးတော့လုပ်ပေးနိုင်တဲ့ product ပေါ့နော် service တွေကိုလည်းဒီ product outlook ဖို့တက်ကိုခုပြင်ဆင်နေတယ်ပေါ့နော်ပထမဆုံးလည်းကျွန်တော်တို့ IT company ဖြစ်တဲ့ IT engineer တွေညာ300ကျော်လောက်ရှိတဲ့ company ဖြစ်တဲ့ကြောင့်မလို့ IT engineer တွေကို target ထားတဲ့ဒီ cloud service တို့ပါတော့စပြီးတော့လုပ်ဖို့တက်ကိုစီမံထားတယ်ပေါ့နော်အဲ့ဒါမှတစ်ဆင့်ဒီမြန်မာနိုင်ငံသားဒီဂျပန်နိုင်ငံမှာရှိနေတဲ့သူတွေအတွက်ကိုလည်းဒီတဖြည်းဖြည်းချင်းနဲ့ပေါ့နော်ဒီသူတို့တွေလည်းအဆင်ပြေမဲ့အတောင်းတက်မဲ့ဒီ service တွေကိုကျွန်တော်တို့တွေလုပ်ဆောင်သွားဖို့တက်ဖို့ကအနာဂတ်မှာကြိုက်နေထားတာပါကဏ္ဍအသီးသီးမှမြန်မာနိုင်ငံသား business star career star များရဲ့အောင်မြင်မှုစ조사အားထုတ်မှုတွေကိုမြင်တွေ့နိုင်မှုအတွက်ချမ်းမြောက်မီဒီယာမှတွေ့ဆုံသွားမှာဖြစ်ပါတယ်